ဒီမှာလားမသိဟုတ်ကဲ့ဟုတ်ပါတယ်ဘယ်ကြားလိုက်လဲရွှေနှင်းတော်ဟုတ်တယ်ရှင်နဲ့လို့ရှိဆိုင်ကနိုဝင်ဘာ3ရက်နေ့မှာနိုင်ငံတကာအဆင့်မြင့်ဆိုင်ကြီးဆက်ဖွင့်ပါလို့ဒီမို့လို့ဒီလာဖွင့်မယ်လို့ပြောတယ်ကျွန်တော်ကြားတဲ့တင်ဟိုရှောက်ပါစေလို့နေလို့ထွေးတော့တော့ပါသေးတယ်တကယ်အဲ့မင်းတို့အရင်ကြိုက်တာကျွန်တော်လည်းကြိုက်တယ်ရှင်းနေကိုကြားပါလေဆိုင်ဖွင့်တဲ့နေ့ကနေစပြီးရှင်းရတဲ့ကိုရွှေနှန်းတော်တပိတ်ပါရွှေစဲတဲ့လက်ဆောင်ပေးပါကံတမ်းနဲ့စီစီအရင်ကမဟုတ်တော့ဘူးလေကြောင်းဝါရဲနေတော့ဒါ MPT ကိုလည်းထွေးတော့အဲ့ကဲချင်းနှိမ့်လိုက်တာနဲ့တကယ်လည်းမပေါ့ပါဘူးတချီးတို့ကဘလာမပေါင်းဆိုပဲဟုတ်လားဒီမှာတယ်လက်ရှိလေးတယ်ပြလာရဲလူတွေပြီးအောင်ဆိုတော့တက်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 ပါတယ်ဒီဘလာမနီးဘလာပေါ့ဟာဆင်းနေလိုက်တာဟုတ်တာပေါ့နော်ရှင်နဲ့တော့သူ့ရဲ့သင်လာတိုင်းပေါ့လေရောက်ရဲဆိုလည်းအနည်းဆုံးယူထားတယ်ဒိန်းလုံးလည်းမှန်တယ်ရေသွေးရလည်းမှန်တယ်ဒီမှာအဲ့ဒီမဲ့တာလေဒီဇိုင်းအမျိုးကောင်းက1000ကျော်ရှိတာကျတော့ကျွန်တော်ပုံမှန်ပြီးသွားမှာဖြစ်ပါဘောတော့လည်းကြပါလားမျိုးလေဒါလူတွေပြီးအောင်ပြောပြအော်ပြီးနေဦးမယ်ပါလေဟာလေ3ရက်နေနိုဝင်ဘာလမှာရှင်နဲ့တော့ဆိုင်လေးကြီးဖွင့်မယ်ရှိရှိဆိုလည်းအား